ဇလန်းရဲ့အစမှာတော့စစ်သူကြီးမုံယူကိုတွေ့ရပါတယ်။သူဟာရှီအောင်တရုတ်ပြည်ချင်းမင်းဆက်ကဩဇာအာဏာရှိတဲ့စစ်သူကြီးတူလည်းဖြစ်ပါတယ်။မုံယူကိုတောင်းပေးထားတာကကိုရီးယားမင်းသမီးလေးအောက်စုကိုတရုတ်ပြည်စီခေါ်ဆောင်သွားဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကအပြင်ချင်းရှီဝမ်အေဂရိုရဲ့ချစ်ဆုံးမိဖုရားဖြစ်လာစေဖို့နဲ့နှစ်နိုင်ငံဆက်ဆံရေးပုံမခိုင်မာစေဖို့အတွက်မင်းသမီးလေးကိုလက်ဆောင်ပန်းတာအဖြစ်ဆက်သက်လိုက်တာလည်းဖြစ်ပါတယ်။မုံယူကအောက်စုကိုမြင်ချင်းပဲသူ့ရဲ့အလှပကြောင့်စိတ်ထဲမှာဆွဲလန်းသွားခဲ့ရပါတယ်။ဒီအချိန်မှာပဲမင်းသမီးရဲ့ကိုရံတော်တယောက်ကိုမျက်နှာပစ်တာခံလိုက်ရပါတယ်။ဗိုလ်ချုပ်ချိုလို့ခေါ်တဲ့ဂျိုစွန်းစစ်တပ်အကြီးအကဲနဲ့သူ့တပ်တွေရောက်လာပြီးမင်းသမီးလေးကိုသူတို့ရဲ့မူရင်းနေရဲ့ဂျိုစွန်းပြည်စီပြန်ခေါ်သွားမယ်လို့ပြောလာကြပါတယ်။သူဟာမင်းသမီးရဲ့စစ်သက်ထားသူဖြစ်တာကြောင့်သူ့ရဲ့မာနအတွက်မင်းသမီးလေးကိုပြန်ခေါ်သွားဖို့ပဲဖြစ်ပါတယ်။သူတို့ဟာစစ်သူကြီးမုံယူရဲ့တပ်ကိုစတင်တိုက်ခိုက်ကြပါတယ်။မင်းသမီးစည်းလာတဲ့တော်ဝင်ရထားလုံးကိုဗိုလ်ချုပ်ချိုကလူလိုက်ပြီးမောင်းသွားပါတယ်။ဒါကြောင့်စစ်သူကြီးမုံယူကပြန်လည်တိုက်ခိုက်လူယူလိုက်ပါတယ်။သူတို့နှစ်ယောက်အပြင်းထန်တိုက်ခိုက်နေတာကြောင့်မောင်းသူမရှိတဲ့ရထားလုံးဟာ၆ကမ်းပါးကနေပြုတ်ကျလို့နေပါဖြစ်သွားပါတယ်။မုံကြီးဟာကျိုးကိုတင်းတင်းဆွဲထားပြီးရထားကိုပြုတ်ကျမသွားအောင်ထိန်းထားရပါတယ်။အဲ့ဒီအချိန်မှာဗိုလ်ချုပ်ချိုကမင်းသမီးအောင်စုကိုသူတို့နဲ့ပြန်လိုက်ခဲ့ဖို့ရှင်းပြပါတယ်။မင်းသမီးလေးကလည်းသူသာပြန်လိုက်သွားရင်ချင်းရဲကသူမတို့တိုင်းပြည်ကိုအန်ဒီရပြုတ်မှကြိုးသေးတဲ့အတွက်ပြန်လိုက်မှာမဟုတ်ကြောင်းဗိုလ်ချုပ်ချိုကိုပြန်ပြောလိုက်ပါတယ်။မင်းသမီးလေးကိုလုံးဝရှင်းပြလို့မရတဲ့နောက်မှာတော့ချိုကမုံကြီးကိုဓာချင်းပြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်။နိုင်တဲ့သူကမင်းသမီးကိုခေါ်သွားဖို့လည်းသဘောတူလိုက်ပါတယ်။မုံကြီးကနိုင်သွားတဲ့အခါချိုကမင်းသမီးလေးအောက်စုကိုစောင်းချောက်ဖို့ပြောခဲ့ပါတယ်။မဲရထားဟာအောက်စုနဲ့အတူတူအောက်ကိုပြုတ်ကျသွားတာမို့မုံကြီးလည်းလိုက်ပြီးခုန်ကြလိုက်ပါတယ်။နှစ်ယောက်သားချင်းချင်းဖက်တွင်အောက်ကမြေထဲကိုပြုတ်ကျသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ချအေးအာနီလန်လို့လာခဲ့ပါတယ်။မုံကြီးကမင်းသမီးကိုဖတ်ထားသလိုသူကလည်းကောင်းဟိုဖတ်ထားမိပါတယ်။သူဟာသူ့ရဲ့တန်အီထဲမှာဒီအိမ်မက်ကိုပုံဆွဲပြီးမှတ်တမ်းတင်ထားလိမ့်ရှိပြီးပြီးခဲ့တဲ့6လလုံးလည်းဒီအိမ်မက်ကိုစက်မှတ်နေခဲ့ရလဲဖြစ်ပါတယ်။အိမ်မက်ထဲမှာသူဟာရှေးခေတ်စစ်သူကြီးတူအဖြစ်လှပတဲ့မင်းသမီးတစ်ပါးကိုအမြဲစောင့်ရှောက်နေခဲ့ရပါတယ်။သူ့တငယ်ချင်းဝီလီယံကဂျက်ကိုတွေ့ဆုံဖို့ခေါ်ပါတယ်။နှစ်ယောက်တွေ့တဲ့အခါဟောင်ကောင်ကိုဘာလို့ပြန်လာတာလဲလို့ဂျက်ကမေးပြီးဝီလီယံကဗီဒီယိုကောနဲ့သူ့ရဲ့ဆွဲငင်ဟာပြတ်သုံးရေးသူရတနာ project အကြောင်းကိုရှင်းပြပြီးဆွဲငင်ဟာပြတ်သုံးရေးနေမည်ဖန်တီးနိုင်မဲ့စမ်းကြတဲ့ပစ္စည်းတစ်ခုကိုရှာဖွေဖို့ဂျက်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဂျက်ကသူဟာရှင်းအောင်သူရတနာပညာရှင်သက်ပဲမို့ဒီသူရတနာမှာပါဝင်ဖို့ညှင်းလိုက်ပါတယ်။ဝီလီယံကဒီပစ္စည်းဟာဂျက်ရေးသားထုတ်ဝေတဲ့ရှင်းအောင်သူရတနာစာတမ်းတစ်ခုနဲ့ဆက်ဆက်နေပြီးဒီသူရတနာအောင်မြင်ဖို့ဆိုရင်ဂျက်ရဲ့အကူအညီလိုတာကြောင့်လို့ပြန်ပြောပါတယ်။ဂျက်ကလည်းသူရတနာစာတမ်းဟာပုံမြင်သက်သက်ပေါ်အခြေခံထားတာလို့ပြောပြီးညင်းပေမဲ့ဝီလီယံရဲ့အတင်းတောက်ဆုံးမှုကြောင့်နောက်ဆုံးမှာဂျက်လည်းတငယ်ချင်းတန်ရိုးစင်ကြောင့်လက်ခံလိုက်ရပါတယ်။ဒီကိစ္စကိုစုံစမ်းမှုအတွက်သူတို့ဟာအိန္ဒိယနိုင်ငံကဘုံကြောင်တစ်ခုကိုတွားခဲ့ကြပါတယ်။အဲ့ဒီနေရာဟာအိန္ဒိယကနက်ရောက်ဆန်သွားတဲ့မင်းသားတစ်ပါးအတွက်အမတ်ရတိဆောက်တာဖြစ်ပြီးလူတွေကလည်းနေရဲပြန်ဝဲနိုင်တယ်လို့ပြောကြတဲ့ဘုံကြီးတစ်ပါးကိုကိုးဝယ်ကြရလဲဖြစ်ပါတယ်။ဂျက်နဲ့ဝီလီယံတို့ဟာအမတ်နေခဲ့ပဲအဲ့ဒီဘုံကြီးဟာလေထဲမှာပြန်ဝဲနေတာကိုတွေးလဲရပါတယ်။ဒါပေမဲ့ဂျက်ကတော့မယုံကြည်ပဲအထဲဝင်ပြီးအဖြစ်မှန်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်အတွင်းဘက်မှာလေထဲမှာပြန်ဝဲနေတဲ့အကောင့်ဒလာတစ်ခုနဲ့ဓာတ်တစ်ချောင်းကိုတွေးကြရပါတယ်။ဂျက်ကထိုအကောင့်ဒလာပေါ်ကရှေးအောင်စာတွေကိုနားလည်အောင်ကြိုးစားပြီးဖတ်ကြည့်တဲ့အခါနတ်ရွာဆန်အိန္ဒိယမင်းသားကိုနိုင်ငံချစ်ကြည်ရဲ့အတွက်ချင်းပင်ကအောက်စုပုံမှာပကြီးကားတစ်ချက်နဲ့အတူတောက်ပနေတဲ့ချင်းတိုင်းကြီးရဲ့စိန်ပုံကိုပေးခဲ့တယ်လို့စာမှာဖော်ပြထားပါတယ်။ဒီအချိန်မှာပဲဝီလီယံကရုပ်ထုတစ်ခုမှာတက်ဆင်ထားတဲ့အနက်ရောင်ကြောင်တုံးကိုဖြုတ်ယူဖို့ကြိုးစားလိုက်ပါတယ်။အဲကြောင်တုံးကိုဖယ်လိုက်တာနဲ့တင်းကျန်းကူရဲ့ဆွင်းငင်ရပြတ်သုံးရင်းနယ်မြေဟာပျက်စီးသွားပြီးဒါအကောင့်ဒလာတစ်ခုနဲ့ပြန်ဝဲနေတဲ့ပုံကြီးပါအောက်သို့ပြုတ်ကျကုန်ကြပါတယ်။ပြုတ်ကျလာတဲ့အကောင့်ဒလာကိုဂျက်ကအချိန်မီရှောင်ရှားနိုင်ခဲ့ပြီးအကောင့်ပွန်သွားတဲ့အခါသူ့အိမ်မက်ထဲမှာအမြဲပါနေတဲ့မင်းသမီးပုံလူပကြီးကားတစ်ချက်ကိုတွေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာဂျက်ဟာအတိတ်ကိုပြန်ရောက်သွားပြီးနောက်ထပ်မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။အကြီးစရာတယောက်ကအောက်စုပုံလူပကြီးဆွဲဖို့ကြိုးစားနေပေမဲ့မင်းသမီးကပြုံးမနေတာကြောင့်အခက်တွေ့နေရပါတယ်။သူမရဲ့စေခံကလည်းမင်းသမီးကနန်းတော်ရောက်ပြီးကြတဲ့ကတခါမှမပြုံးဘူးလို့ပြောပါတယ်။ဒါပေမဲ့စုကြည်မုံကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့မင်းသမီးအောက်စုဟာတောက်ပတဲ့အပြုံးတစ်ပုံကိုပြောပြလိုက်ပါတယ်။ဒီအချိန်မှာဝီလီယံကသူ့ကိုနှိုးလိုက်တာကြောင့်အိမ်မက်ကနေတဝက်တစ်ပြက်နဲ့နိုးလာခဲ့ပါတယ်။အဲ့ဒီနောက်တော့ဘုရားကျောင်းကအဆောင်တွေကသူတို့ကိုတိုက်ခိုက်လာကြပါတယ်။ဒါပေမဲ့ဂျက်နဲ့ဝီလီယံကအဆောင်တွေကိုပြန်လည်တိုက်ခိုက်ပြီးဘုရားကျောင်းကနေထွက်ပြေးလာနိုင်ခဲ့ကြပါတယ်။ဝီလီယံကဓာတ်ချောင်းကိုပါကောက်ယူလာခဲ့ပါတယ်။သူတို့ထွက်ပြေးနေတော့မှဘုရားကျောင်းကဘုန်းကြီးကသူတို့ကိုလက်ညှိုးထိုးလိုက်ပြတာကြောင့်လာရောက်ပြုတ်သူတွေကဝိုင်းရိုက်ဖို့နောက်ကလိုက်လာချပါတယ်။ဂျက်နဲ့ဝီလီယံတို့ကလည်းဝီလီယံရဲ့ရဲရင်ဆောင်နေတဲ့တောင်ကုန်းတစ်ခုစီကိုပြေးသွားနိုင်လိုက်ကြပါတယ်။ဂျက်ဟာလူအကြီးကိုပြန်လည်ကူးခံဖို့ဝီလီယံစီကဓာတ်ကိုယူလိုက်ပြီးဝီလီယံကိုတော့ရဲရင်ပေါ်အရင်တက်ခိုင်းလိုက်ပါတယ်။ဝီလီယံဟာရဲရင်ပေါ်ရောက်သွားပေမဲ့လူတွေကကြောက်ခဲတွေနဲ့စရက်ပစ်ပေါက်နေတာကြောင့်ရဲရင်ဟာအောက်နေပြီးစဉ်းစားလို့မရဖြစ်နေပါတယ်။အင်းလည်းပြကြတော့မှဖြစ်တာကြောင့်ဂျက်ကိုထားခဲ့လိုက်ရပါတယ်။နောက်ဆုံးကြံရမရတဲ့အဆုံးမှာဂျက်ဟာတောင်ကုန်းပေါ်ကနေမြစ်ထဲကိုခုန်ချလိုက်ပါတယ်။ရေထဲကထွက်လာတဲ့အခါမှာတော့ဂျက်ဟာအတိတ်ကိုပြန်ရောက်သွားပြီးစစ်သူကြီးမုံကြီးဖြစ်သွားပါတယ်
သူဟာမင်းသမီးလေးအောက်စုကိုရှာဖွေနေပြီးရေပေါ်မှာပေါ်တော်မျောနေတဲ့မင်းသမီးလေးအောက်စုကိုမေမျောနေလျက်သာတွေ့လိုက်ရတာကြောင့်ကမ်းခြေသို့ခေါ်လာခဲ့ပါတယ်။အောက်စုသတိပြန်ရလာတဲ့အခါမုံရီကသူ့ကိုကာကွယ်ပေးနိုင်ခဲ့တဲ့အတွက်ချက်ချင်းပဲတောင်းပန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရန်သူတွေရောက်လာပြီးမင်းသမီးလေးအောက်စုကိုဓာတ်နဲ့ရွယ်ထားကမုံရီသာဓာတ်မချဘူးဆိုရင်မင်းသမီးလေးအောက်စုကိုတတ်မယ်လို့ချင်းချောက်လာပါတယ်။အောက်စုကမုံရီအသက်ရှင်နေစေဖို့အတွက်ဓာတ်ကိုမချဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့မုံရီကဓာတ်ကိုချလိုက်တဲ့အခါရန်သူစစ်သားတယောက်ကသူ့ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒါပေမဲ့မုံရီကရန်သူအလုံးကိုတပ်ပစ်လိုက်ပြီးသူ့ကိုယ်တိုင်လည်းပြင်းထန်စွာတန်ရပြီးမေမျောသွားကအောက်စုကပဲသူ့တန်ရတွေကိုကုသပေးနေပါတယ်။တကယ်တော့ချက်တရောင်မေမျောလျက်သားရေထဲမှာမျောနေခဲ့ရတာနဲ့အိန္ဒိယသူတွေဆမန်တာကတွေ့သွားပြီးဆမန်တာကပဲကတင်ပေးခဲ့ပါတယ်။ကျက်ဟာသတိပြန်ရလာတဲ့အခါဆမန်တာကသူ့ကိုတိုင်းပညာရှင်တယောက်လည်းဖြစ်တဲ့သူမရဲ့ဦးလေးစီကိုခေါ်သွားခဲ့ပါတယ်။ကျက်ကအဲ့ဒီတိုင်းပညာရှင်ကိုသူတို့ဖះเจ้าမှာမှွေခဲ့တာတွေအတွက်တောင်းပန်လိုက်ပါတယ်။တိုင်းပညာရှင်ကသူ့ကိုဓာတ်ပြန်ပေးတဲ့အခါအဲ့ဒီဓာတ်ဟာသူ့ဓာတ်မဟုတ်ဘူးလို့ပြောလိုက်ပြီးသူ့ဟာအဖြေတစ်ခုကိုရှာဖို့အတွက်လာခဲ့တာလို့လည်းပြန်ပြောလိုက်ပါတယ်။တိုင်းပညာရှင်ကအဲ့ဒီအဖြေအတွက်သူ့တပည့်တယောက်နဲ့ဓာတ်တိုင်းပြန်ခံလိုက်ပါတယ်။ပြန်နေတဲ့အတွင်းမှာချက်ဟာအိန္ဒိယစစ်သားတဦးနဲ့တိုက်ခိုက်ခဲ့တဲ့သူ့ရဲ့အတိတ်ဘဝကတိုက်ပွဲတစ်ခုကိုပြန်သိရလာခဲ့ပါတယ်။သူသတိပြန်ရလာတဲ့အခါအတိတ်ကစစ်သူကြီးမုံရင်တိုင်းတိုက်ခိုက်လိုက်တဲ့အခါမှာတော့ဆရာကြီးရဲ့တပည့်ကိုအနိုင်ရသွားပါတယ်။သူဟာအဲ့ဒီဆရာကြီးကိုအတိတ်ဘဝကိုယုံကြည်သလားလို့မေးပြီးစစ်သူကြီးတဦးနဲ့မင်းသမီးတစ်ပါးရဲ့အိမ်မက်ကိုပဲအချိန်ချင်းမှတ်နေကြောင်းပြောပြခဲ့ပါတယ်။ဆရာကြီးကလည်းလက်ရှိပြစ္ဆုတ်ပံရှိရင်အတိတ်အနာဂတ်ကလည်းရှိကြောင်းအားလုံးကလည်းဆက်သက်နေကြောင်းဒါတွေအားလုံးကိုကိုယ်တိုင်ပဲအဖြေရှာမှဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါတယ်။ဆရာကြီးပြောပြတဲ့စကားတွေရဲ့နောက်မှာကျက်ဟာသူ့ရဲ့အိမ်မက်တွေဟာအရင်ဘဝအဖြစ်အပျက်တွေမှန်တည်သွားပါတယ်။မင်းသမီးလေးအောက်စုမှာတိုင်းပြည်ရောမိဘတွေရောရဲ့ဆွမရှင်ကိုခံရပြီးသူမမှာပိုင်ဆိုင်တာဆိုလို့စစ်သူကြီးမုံကြီးတယောက်သာရှိတာကြောင့်သူမစီကထွက်မသွားဖို့သူမကိုသူမတောင်းဆိုမိနေပါတယ်။သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အတူတူအချိန်တွေအများကြီးကုန်ဆုံးလာကြပြီးအိုးချင်းထားအိုးချင်းထိဆိုသလိုအောက်စုဟာမုံကြီးကိုချစ်မိလာခဲ့ပါတယ်။သူတို့နှစ်ဦးဟာနောက်ဆုံးမှာချင်းတိုင်းပြည်ရဲ့နယ်စပ်ဖြစ်တဲ့မာရန်ကြီးကိုလမ်းမြင်နေရပြီဖြစ်ပါတယ်။ချင်းတိုင်းပြည်နဲ့နီးလေအောက်စုဟာအဝေးကိုထွက်ပြေးခြင်းတွေဖြစ်လာပါတယ်။အဝေးကိုထွက်ပြေးဖို့ကိုလည်းမုံကြီးကိုစီးအောင်ပါတယ်။မုံကြီးဟာစိတ်ထဲမှာရှိပေမဲ့နောက်ဆုတ်ခဲ့ပါတယ်။သူဟာနောက်ကအမြဲလိုက်နေမဲ့သူတွေစီကနေသူမအမြဲထွက်ပြေးနေရမှာကိုမလိုလားပဲချမ်းချမ်းသာသာအေးအေးချမ်းချမ်းနေရမယ်။ချင်းအေဂရီရဲ့မိဖုရားအဖြစ်နေဖို့ပဲပြောပါတယ်။သူမဟာသူမတိုင်းပြည်လူမျိုးအေးချမ်းဖို့အတွက်မိဖုရားဖြစ်လာမဲ့သူဖြစ်ပြီးသူကလည်းသူတိုင်းပြည်ရဲ့တောင်းကိုထမ်းဆောင်ရမယ်လို့သူမကိုလည်းပြောပြပေးနေရပါတယ်။မုံကြီးကအော်စုကိုသူမတို့တိုင်းပြည်ကပြည်သူတွေနဲ့သူ့အတွက်အသက်ရှင်နေဖို့တောင်းဆိုပါတယ်။နောက်ဆုံးမှာတော့အော်စုဟာသဘောတူလိုက်ရပါတယ်။ဒါပေမဲ့သူ့ကိုဆွမြဲခဲ့ကြတဲ့သူတွေအတွက်မဟုတ်ပဲသူချစ်တဲ့စစ်ကြီးမုံကြီးရဲ့အတွက်ကြောင့်ဒါတွေကိုသဘောတူခဲ့တာလို့ပြောပါတယ်။ဒီလိုနဲ့လက်ရှိခေတ်မှာတော့ဆမန်တာကရဲတွေကကြက်ကိုလိုက်ရှာနေကြောင်းပြောပြပြီးသူတို့ဟာရွာထဲမှာပဲပုံမှုကြိုးစားကြပါတယ်။လူတို့ကြားထဲမှာမျက်ခြေဖြတ်ဖို့ကြိုးစားပေမဲ့မကြငင်မဲ့ရဲတွေကရှာတွေ့သွားကြောင်းထွက်ပြေးလာခဲ့ကြပါတယ်။ဆမန်တာကနောက်ကလိုက်ဖမ်းတဲ့ရဲတွေကိုတိုက်ခိုက်ပြီးကြွပန်းကက်ကွာထုတ်တဲ့စက်အုံတွေကိုဝင်ပြေးလာခဲ့ကြပါတယ်။သူတို့ဟာကြွပန်းကက်ကွာတွေကိုပါကင်မပိတ်ခင်အပိုင်းလိုက်ဖြတ်တဲ့ဖြတ်ဆက်ရဲ့အရှိကခွာရီပေါ်မှာတိုက်ခိုက်ရင်အကုန်ပိတ်မိသွားကြပြီးကျန်တဲ့ဆမန်တာပဲအဲ့အပေါ်ကနေလွတ်မြောက်လာပါတယ်။ဂျက်ကပဲစက်ကိုပိတ်ပြီးအခြားသူတွေကိုပါကက်တင်ကဲလိုက်ရပါတယ်။ဆမန်တာကဂျက်ကိုတရုတ်ပြည်ကိုသွားမယ်လှေရင်းစီကိုခေါ်သွားခဲ့ပြီးဂျက်ကပြန်လာခဲ့မယ်လို့ကတိပေးပြီးသူမကိုနှုတ်ဆက်ကထွက်သွားခဲ့ပါတယ်။ဝီလီယံနဲ့သူ့အဖွဲ့ဟာနောက်ထပ်သူတွေတနာတွေလုပ်ပြီးတဲ့အခါစမ်းကြဲတဲ့နဲ့အောင်ကြောင့်တော့ဂျိုတူးကပဲထွက်လာတဲ့ကြောက်တုံးလုံးဖြစ်ပြီးချွေးငင်ကပြတ်သုံးစီတဲ့ပစ္စည်းဖြစ်ကြောင်းကောက်ချက်ချခဲ့ကြပါတယ်။ကြောက်တုံးကနေထွက်လာတဲ့အလင်းကိုပိတ်ဆို့လိုက်ရင်အတုံးမဝင်တော့ဘူးဆိုတာကိုလည်းသိလဲပါတယ်။ဂျက်ဟာအင်ကိုဘေးကင်းစွာပြန်ရောက်လာပြီးတမိုင်းဝင်ပြတိုက်ကိုဂျက်ကရောက်နေတယ်လို့ကြားတာကြောင့်ဝီလီယံတို့ဟာလိုက်သွားကြပါတယ်။သူတို့ဟာဒီဓာတ်ဟာအေကတိချီချီဝါနဲ့ဆက်သက်နေတယ်လို့ကောက်ချက်ချခဲ့ကြပြီးဂျက်ဟာဒီဓာတ်ကိုအမျိုးသားအမွေအနှစ်အဖြစ်သတ်မှတ်ပြီးတရုတ်နိုင်ငံအမျိုးသားပြတိုက်ကိုလူရန်လိုက်ပါတယ်။ဒီလိုရဲ့ကြောင့်ပဲဝီလီယံရဲ့ project ကိုငွေကြေးထောက်ပံ့ပေးနေတဲ့မက်ကီကစိတ်ဆိုးသွားခဲ့ပါတယ်။ဒါဘယ်သူရဲ့အမွေအနှစ်ဖြစ်နေလဲဆိုတာကိုဂျက်နဲ့ဝီလီယံတို့အငင်းပွားကြပေမဲ့ဂျက်ဟာဒါတရုတ်နိုင်ငံရဲ့အမွေအနှစ်လို့ပြောတာကြောင့်ဘာမှပြန်မပြောနိုင်တော့တဲ့ဝီလီယံလည်းဒီတိုင်းပဲငြင်းငြင်းလိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းမက်ကီကဝီလီယံကိုနှစ်ပေါင်းများစွာငွေကြေးထောက်ပံ့ခဲ့သူဖြစ်တဲ့တင်းချိုင်းကူဖောင်ထွန်းသူမာဖီးယားဂိုင်းကောင်းဆောင်တယောက်ဖြစ်တဲ့ပေါမောက်ခကူနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ပေါမောက်ခကူကဝီလီယံကိုဂျက်နဲ့လှုပ်ဆက်လို့ဖို့ပြောခဲ့ပါတယ်။ဒါမှသူ့ကိုကြီးမြတ်တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်လာအောင်ကူညီနိုင်မှာလို့လည်းပြောပါတယ်။ဒီလိုနဲ့အတိတ်စီကိုပြန်ပြထားပြီးရှေးအောင်တရုတ်ပြည်မှာခြေကလေးဟာပြင်းထန်စွာနာမကျန်းဖြစ်လာခဲ့ပါတယ်။သူ့အသက်ကိုကယ်တင်ဖို့တခုတည်းသောနည်းလမ်းတော့မတည်သေးပဲဖြစ်ပါတယ်။ဒီဆေးကိုလန်ခီမှာပုံကန်တဲ့တပ်သားတွေကလူယူသွားခဲ့ကြပါတယ်။ဒီကလေးနဲ့ဆန်သွားခဲ့လျင်သူ့ရဲ့မိဖုရားတွေကိုပါတူတူမြုပ်နှံပြစ်မဲ့ဆိုတာကိုမုံကြီးကြားသိလိုက်ရပါတယ်။ဒါကြောင့်သူချစ်တဲ့သူမထိခိုက်သေးဖို့အတွက်သူ့အသက်ကိုဆွန့်ပြီးမတည်သေးကိုပြန်လည်ရယူဖို့ထုံးဖြတ်ခဲ့ပါတယ်။ဘင်းကောင်စီကမုံကြီးသွားရင်အေဂရိဟာကာကွယ်မဲ့သူမရှိဖြစ်သွားမှာကြောင့်ဒီသုံးမဲ့ချက်ကိုကန့်ကွက်ခဲ့ကြပါတယ်။ဒါပေမဲ့မုံကြီးကအခြားစစ်သူတွေကိုထားခဲ့မှဖြစ်ပြီးမြင်းစစ်တီအနေငယ်နဲ့ပဲသွားမယ်လို့ပြောတာကြောင့်ကောင်စီအဖွဲ့ဝင်တွေကလည်းသဘောတူလိုက်ရပါတယ်။တကယ်လို့မုံကြီးလာရင်လှုပ်ကြံလိုက်ဖို့လဲမင်းသားတစ်ပါးဟာသူထိန်းချုပ်ထားတဲ့စစ်သူတအုပ်ကိုလူဝက်သာသတင်းပို့ထားပါတယ်။မတော်ခွာမီသူကအောက်စုကိုနှုတ်ဆက်ခဲ့ပြီးသူ့ကိုအမြဲကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အောက်စုကလည်းသူပြန်လာတာကိုစောင့်နေမယ်လို့ကတိပြန်ပေးခဲ့ပါတယ်။
မုံကြီးဟာသူနဲ့အတူလိုက်ပါဖို့ဆန္ဒရှိတဲ့စစ်တီအနှဲငယ်ကိုရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့စစ်တီအားလုံးဟာသူ့ကိုသစ္စာခံပြီးအတူတူထွက်ခွာလာခဲ့ကြပါတယ်။ဒါပေမဲ့လန်ခီမှာပဲသစ္စာပေါက်မင်းသားတစ်ပါးနဲ့ဝန်ကြီးချုပ်တို့စီစဉ်ထားတဲ့ရုတ်တရက်တိုက်ခတ်မှုကိုခံခဲ့ကြရပါတယ်။မုံကြီးရောက်လာပြီးဘင်းအမင်းကိုပြသပေမဲ့သူစကားကိုနားမထောင်ကြပဲဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲအလယ်မှာစစ်တီတူဟာမုံကြီးကိုတွေ့ဆုံပြီးဝန်ကြီးချုပ်ကသူ့ကိုလုံးပြန်ခြင်းတဲ့အကြောင်းပြောပြပါတယ်။မုံကြီးထွက်ပြေးလို့ရအောင်လည်းကူညီပေးလိုက်ပါတယ်။ဒီလိုနဲ့လက်ရှိအချိန်မှာတော့ဝီလီယံကဂျက်ကိုနှိုးလိုက်ပါတယ်။ဂျက်ကရှီအောင်ပြတိုက်ကိုအိန္ဒိယယူလာတဲ့ဓာတ်လူလိုက်တာကိုတားမိတဲ့အတွက်နောင်တရကြောင်ပြောပြီးဂျက်ကိုတောင်းပန်လိုက်ခါရှီအောင်ဝင်နစ်ကိုပြန်ပေးတဲ့ဆိုတာကိုလည်းသူနားလေကြောင်ပြောလိုက်ပါတယ်။ဝီလီယံကပဲဂျက်ကိုပြန်ချော့တဲ့အနေနဲ့အောက်ဆူရဲ့ပကြီးကားကိုရိုက်ယူထားတဲ့တပ်ပုံတစ်ပုံနဲ့သူ့ရတနာရလက်ကိုပေးခဲ့ပါတယ်။အဲ့ဒီသူရတနာရလက်ထက်မှာဂျက်ရဲ့အိမ်မက်ထဲကရေတကွန်းနဲ့ဥမင်လိုင်ကောင်းတွေဟာရှီအမ်မြို့တစ်ဝိုက်မှာရှိနေတယ်လို့ဖော်ပြထားပါတယ်။သူတို့နှစ်ဦးဟာလီလို့ခေါ်တဲ့တောင်တစ်ခုကနေမိုင်းနီယာအကွာမှာရှိတဲ့ရေတကွန်းကိုအတူတူသွားခဲ့ကြပြီးခွက်ထားတဲ့ကိုတူကိုတွေ့ရှိခဲ့ကြပါတယ်။ဂျက်မသိရအောင်ပမောကကူနဲ့သူ့လူတွေကဂျက်နဲ့ဝီလီယံစီကိုလိုက်ထားခဲ့ကြပါတယ်။ဂျက်ကရေတကွန်းပေါ်ကိုတက်ပြီးဂူထဲကိုကုန်းချလိုက်ကအထဲမှာလူလို့လမ်းတစ်ခုတွေ့ခဲ့ပြီးဝီလီယံကိုအကြောင်းကြားလိုက်ပါတယ်။ဒီအချိန်မှာပမောကကူနဲ့သူ့လူတွေကတောင်ရဲ့နယံကိုဘုံနဲ့ဖောက်ခွဲပြီးလမ်းပွန်းလိုက်ပါတယ်။ဘုံရဲ့အချိန်ချောင်းပဲဂျက်ဟာမင်းမျိုးသွားခဲ့ပါတယ်။နေထဲမှာပြန်ဝဲနေတဲ့အောက်စုဟာဂျက်ကိုမြင်လိုက်ရပြီးဂျက်ကိုမုံကြီးလိုထမက်ပြီးကက်တင်ခဲ့ပါတယ်။နောက်ဆုံးတော့ရှင်ရောက်လာပြီးပေါ့လို့လည်းပြောလိုက်ပါတယ်။အဲ့ဒီထဲမှာပဲစစ်သားရုပ်ထုတွေကိုတွေ့ရပြီးသူတို့နှစ်ဦးဟာချင်းအေဂရစ်ရဲ့တင်းချိုင်းကူတွေကိုလက်ပတ်ကြည့်ရှုခဲ့ကြပါတယ်။မုံကြီးရဲ့စစ်သားတဦးဖြစ်တဲ့နယံဟာသူတို့ကိုတွေ့ပြီးဂျက်ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့အောက်စုကပဲကြက်တိုင်ခံခဲ့ပါတယ်။သူဟာနောက်ဆုံးမှာဂျက်ကိုတတိထားမိပြီးတောင်းပန်ခဲ့ပါတယ်။တစ်ဖက်မှာပမောကကူနဲ့သူတို့တွေရောက်လာပြီးဂျက်ကိုကြောက်ထဲပြုတ်ကြကတေးပြီးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ပမောကကူဟာကမ်းမကနေခုန်ကြည့်ပြီးဒီနေရာဆွင့်ငင်မဲနေတာကိုသိလိုက်ပါတယ်။စစ်တီနယံဟာဂျက်ကိုသူ့မသေးသေးယူသွားပြီးနောက်ပိုင်းအကြောင်းပြောပြပါတယ်။သူ့မသေးသေးကိုအေဂရစ်စီပေးပို့ခဲ့ပေမဲ့အေဂရစ်ရဲ့အကြံပေးတွေဟာအစိတ်ဟုတ်မှုစမ်းသပ်ဖို့သူ့ကိုဒီစေးစမ်းတော့ခိုင်းခဲ့ပါတယ်။သူတို့ဟာအောက်စုကိုလည်းဒီစေးကိုတိုက်ခဲ့ကြတာကြောင့်သူတို့နှစ်ဦးလုံးဟာမတင်မျိုးဖြစ်လာပါတယ်။အဲဒါကြောင့်ရှင်နေတဲ့သူကတည်ခဲ့ရပြီးတည်ရှင်တဲ့သူကရှင်ခဲ့ရပါတယ်။အေဂရစ်တည်သွားတဲ့အခါသူတို့နှစ်ဦးစလုံးကိုပါတခါတည်းဂူထဲထိပ်ပိတ်လိုက်ပြီးသူတို့နှစ်ဦးဟာလည်းမတည်နိုင်တော့ပဲရှင်အေဂရစ်ရဲ့တင်းချိုင်းဂူထဲမှာအထောက်အထားပိတ်မိနေခဲ့ပါတယ်။မုံကြီးကိုလည်းသူမသေးသေးကိုယူသွားပြီးနောက်ဘာဆက်ဖြစ်ခဲ့လဲဆိုတာကိုနယံကပြန်မေးခဲ့ပါတယ်။သူ့ရဲ့မြင်သိဆုံးပြီးနောက်မုံကြီးကဝန်ကြီးချုပ်ရဲ့သူ့တပ်သားတွေကိုတယောက်တည်းရေဆိုင်ခဲ့ရပါတယ်။တိုက်ပွဲအတွင်းမုံကြီးကစစ်သားများသောကိုတပ်ပစ်နိုင်ခဲ့ပေမဲ့ဝန်ကြီးချုပ်ကနောက်ဆုံးသူစစ်ပန်းလာတာကိုအခွန်အောင်ယူပြီးသူ့ကိုခေါင်းဖြတ်ကွပ်မျက်ခဲ့တယ်လို့သူတို့နှစ်ယောက်ကိုဂျက်ကပြန်ပြောပြခဲ့ပါတယ်။အောက်စုနဲ့နန်းရန်တို့ဟာသူတို့ရှိမှရှိနေတဲ့ဂျက်ဟာမုံကြီးမဟုတ်ဘူးဆိုတာကိုနားမလည်နိုင်ဖြစ်နေကြပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်တင်းကျင်းကူရဲ့တကားကပေါက်ကွဲပြီးပမောကကူနဲ့သူတို့တွေဝင်လာကြပါတယ်။နန်းရန်ဟာသူတို့ကိုရင်ဆိုင်တိုက်ခတ်ပြီးပမောကကူကနန်းရန်ကိုမြင်လိုက်ရပြီးရှေ့ခက်စိုးစုံဝတ်ထားအကြောင်းသူဟာမသိနိုင်မှန်းသိလိုက်ရပါတယ်။နန်းရန်ကလည်းသူတို့ကိုတင်းကျင်းကူတွေဝင်မလာနိုင်စေဖို့တိုက်ခိုက်တားဆီးခဲ့ပါတယ်။ဒီတော့အတွက်ပမောကကူကအောက်စုစီချင်းခတ်ပြီးမသေးသေးကိုတောင်းခဲ့ပါတယ်။ဂျက်ကနယံကိုအောက်စုကိုကာကွယ်ဖို့ပြောပြီးသူဟာအခြားသူတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ပမောကကူဟာမတိသေးကိုယူဖို့အတွက်အောက်စုကိုချင်းအေဂရစ်ရဲ့ရုပ်အလောင်းထားရာကောင်းကင်ဘုံနန်းတော်ထဲအတင်းခေါ်သွားပါတယ်။ဂျက်ကသူတို့ရဲ့လမ်းကိုပိတ်ဆို့ပြီးပမောကကူနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ပွဲအတွက်မှာဝီလီယံကဂျိုဘဲကြော်တို့ရဲ့အစိပိုင်းတစ်ပိုင်းကိုဖဲလိုက်တဲ့အခါတင်းကျင်းကူရဲ့ဟန်ချက်ကိုမှားယွင်းစေခဲ့ပြီးတင်းကျင်းကူကပြိုကျလာပါတော့တယ်။အဲဒီလိုပြိုကျပျက်စီးလာတာကြောင့်လွတ်စင်လာတဲ့မြင်းုံပိုင်းစားပြီးမာကျူရီအကြီးတွေတက်လာတဲ့အတွက်ဝီလီယံကဂျက်ကိုအကူအညီတောင်းတာကြောင့်ဂျက်ကပဲသွားကက်တင်ပါတယ်။ဒါပေမဲ့ကယ်ရီလိုမရခင်မာကျူရီအကြီးတွေတက်လာတာကြောင့်ဝီလီယံကဂျက်ကိုထွက်သွားဖို့ပြောပြီးသူဟာတင်းကျင်းကိုဖောင်းနှင်းသူမဟုတ်ဘူးလို့ပြောကသူ့ရဲ့နောက်ဆုံးအချိန်မှာသူ့ရဲ့အမားတွေအတွက်သူ့တငယ်ချင်းကိုတောင်းပန်ခဲ့ပါတယ်။သူ့ရဲ့သူ့ဒေသနာကိုလည်းအဆုံးသတ်ပေးဖို့ဂျက်ကိုပြောပြီးအိန္ဒိယဖျားเจ้าကယူလာတဲ့အ내အောင်ကြောက်ထုံးကိုပေးခဲ့လိုက်ပါတယ်။အောက်စုဟာနောက်ဆုံးမှာဂျက်ဟာမုံကြီးမဟုတ်ဘူးဆိုတာကိုနားလည်သွားပြီးသူမဟာမုံကြီးကိုအမြဲဆောင်နေမှာလို့ကြေးပေးထားတဲ့အတွက်သူမအသက်နဲ့သူမရဲ့ဂရိသစ္စာကိုကာကွယ်ခဲ့ပါတယ်။ဒီနေ့ခေတ်ကြီးမှာအနေနည်းလို့ဘယ်တော့မှပြန်လာမယ်မှမသိတဲ့လူတစ်ယောက်ကိုမဆောင်ကျင်လို့ဆိုတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ဖောက်ပြန်သွားကြပေမဲ့အောက်စုကတော့သူချစ်ရတဲ့သူရဲ့လူဝင်သားဖြစ်သူကိုတော့လက်မခံခဲ့ပါဘူး။အရင်ဘဝလူမိုးတာကြောင့်ဆိုတဲ့အကြောင်းပြချက်တခုတည်းအတွက်လက်ရှိဘဝမှာလူပြန်ဝင်သားသူနဲ့တော့လိုက်မသွားပဲ။အရင်ဘဝလူကိုအသက်အသေးခံကဆက်ဆောင်ပြီးအချစ်နဲ့သစ္စာတရားဒီလိုရှိကြောင်းမင်းသမီးအောက်စုကတိကျသွားပြသသွားပါတယ်။သူမချစ်တာဟာအတိတ်ကမုန်းရီပဲဖြစ်တာကြောင့်သူမတည်သွားသည့်အတိုင်းဆက်လက်ဆောင်နေအောင်မှာဖြစ်ပါတယ်။သူမရဲ့နှလုံးသားထဲမှာတော့မုန်းရီဟာတနည်းအားမှာအသက်ရှင်နေစေလို့ယုံကြည်ထားပါတယ်။ဂျက်ဟာအ내အောင်ကြော်ထုံးကိုသုံးပြီးလေထဲပြန်ဝဲကပြိုကျနေတဲ့တင်းချိုင်းကူထဲကနေထွက်လာခဲ့ပါတယ်။ပေါမောကကူကမတည်သေးထားတဲ့နေရောက်သွားတဲ့အခါနန်ယန်ဟာသူ့ကိုဖမ်းဆုပ်လိုက်ပြီးသူတို့နှစ်ဦးစလုံးဟာတင်းချိုင်းကူပြိုကျမှုနဲ့အတူပါသွားခဲ့ကြပါတယ်။ဂျက်ဟာရေတံခွန်အောက်မှာအသက်ရှင်လျက်ပေမဲ့နောက်နဲ့လေတယောက်တည်းပေါ်ထွက်လာခဲ့ပါတယ်။ရုပ်ရှင်ရဲ့အဆုံးသတ်မှာတော့ဂျက်ဟာလှေပေါ်မှာဒီဇလန်လေးရဲ့အမည်ဖြစ်တဲ့ The Mist ဒနာကြီးတို့အမည်ရဲ့စာအုပ်တို့ကိုကင်ထားတာကိုတွေ့ရပါတယ်
ဒီစာအုပ်ကသူ့ရဲ့အတွေ့အကြုံတွေအပေါ်အခြေခံကရေးသားထားတာလည်းဖြစ်ပါတယ်